ကိုကျိုးကလည်းပြောပါတယ်ကွန်ရန်ဂျီမှာသူလိုက်ပို့ဘူးတဲ့ဧည့်သည်တွေမှာညာမိုးချုပ်တိလဲဘူးတာဒါပထမဆုံးအကြိမ်ပဲလို့ပြောပါတယ် Cyrus TV ဒါကတော့ကျွန်တော်တို့ရဲ့ကွန်ရန်ဂျီဒုတိယရက်ပဲဖြစ်ပါတယ်ဒုတိယရက်မှာတော့ကျွန်တော်တို့ကဖျားချန်အောင်သွားမယ်လိတ်ချန်အောင်သွားမှာဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်တို့ကတွတ်တုတ်လေးစီးပြီးတော့သွားရတာပဲဖြစ်ပါတယ်ဖျားချန်အောင်ကျွန်တော်တို့ရောက်ပါတယ်ဖျားချန်ရောက်ချိန်မှာကလေးတွေပိုက်တော်ချင်းခန့်နေရတွေ့လို့ကျွန်တော်သွားပြီးတော့ကြည့်ပြီးတော့အားပေးခဲ့ပါသေးတယ်ဖျားချန်မှာကျွန်တော်ခဏနာပြီးအုံးရည်ပါတောက်အုံးသီးတွေစားပြီးတော့နားယူပါတယ်ဒါကတော့ Goranji View Point လို့လည်းခေါ်တဲ့မြောက်ရီသေးတွေပေါ့ကျွန်တော်စတတ်တော့မှာဖြစ်ပါတယ်လမ်းမှာအဖတစ်ယောက်ကငားတွေကိုင်နေတွေ့တော့ကျွန်တော်ပါငားတွေလည်းဆက်စုခဲ့ပါတယ်မြောက်ရီသေးတွေပေါ့ကျွန်တော်စပြီးတော့တက်နေပြီဖြစ်ပါတယ်တောင်းမြင့်မြင်မဲ့လဲလှေကားတွေရှိတဲ့အတွက်ကျွန်တော်တက်ကတာလုံးဝအဆင်ပြေပါတယ်မြောက်ရီသေးတွေပေါ့ရောက်လို့ရှိရင်စပြီးတော့မြင်ရတဲ့ရှူကင်းတွေကအရင်ကလှပါတယ်တက်လိုက်ရတဲ့အချိန်မှာအမောတွေအကုန်လုံးလည်းပြေပါတယ်ဒါကတော့မြောက်ရီစီတွေကနေကျွန်တော် Goranji လမ်းမြင်နေရတဲ့မိုက်စာ view point ပဲဖြစ်ပါတယ်ကလေးတွေကမဘိုးလို့ကျွန်တော်ဖျားဘူးလာတဲ့ဧည့်သည်တွေဖက်နဲ့တွေစီးပေးနေဖြစ်ပါတယ်ကျွန်တော်လည်းမဘိုးပေးခဲ့ပါတယ်မြောက်ရီစီတွေကနေဆင်းပြီးတော့ကျွန်တော်တို့ကနေပြီးတော့လိတ်ချိုင်ကို trekking သွားမှာပဲဖြစ်ပါတယ်ဒီ trekking လမ်းတစ်လျှောက်လုံးကတော့တော်တော်လေးကိုလှပါတယ်ကျွန်တော်ဗီဒီယိုရိုက်နေရတဲ့အနောက်မှာကြံခဲ့လို့ကျွန်တော်တစ်ဖွဲ့လုံးကကျွန်တော်စောင့်နေတာဖြစ်ပါတယ်တောင်ဝန်းနေပြီးတော့ရေတွေကိုလှမ်းမြင်နေရတဲ့ခံစားချက်ကဘာနဲ့မှမတူအောင်ခံစားလို့ရမ်းကောင်းပါတယ်Goranjiရေဘယ်လောက်ကြည်လဲဆိုရင်ဒီလိုမျိုးအောက်ကကြောက်တွေပါလှမ်းမြင်နေရတာပါဒီနေရာကတော့မိုးရာသီမှာတောင်ဝန်းနေရေတွေကျတဲ့နေရာပဲဖြစ်ပါတယ်ပြောမယ်ဆိုရင်ရေတကွန်ဖြစ်သွားတဲ့နေရာပေါ့အခုမြင်နေရတဲ့နေရာလေးမှာကျွန်တော်ခဏနားပါသေးတယ်အဲ့ဒါကျွန်တော်ပါလာတဲ့ guide ကိုကျွန်တော်ဟိုဘက်လေးကလှတယ်ဆိုတော့ကြည့်ပါလူတိုင်းမရဘူးဆိုတော့သွားကြည့်ပါတယ်တော်တော်လှပါတယ်သူညွှန်ပေးတဲ့နေရာဒီတောင်ပေါ်ကနေ trekking သွားတဲ့လမ်းတစ်လျှောက်လုံးမှာအလှတွေပဲရှိပါတယ်လုံးဝတော့မိုက်ပါတယ်ဒါတော့ကျွန်တော်လိတ်ချန်အောင်ရောက်ပြီပဲဖြစ်ပါတယ်လိတ်ချန်အောင်ရောက်တဲ့ချိန်မှာကျွန်တော်မုတ်တွေပါစားအတုပ်တွေပါစားပင်းစားအတုပ်တွေပါစားပြီးတော့ခဏနားကြပါတယ်နားပြီးတော့ကျွန်တော်တို့ snorkeling လုပ်မယ်ဆိုပြီးတော့သွားပါတယ်ဒါပေမဲ့ snorkeling လုပ်မယ့်နေရာမှာ jellyfish တွေများနေရတယ်ရားမယ်ဆိုတော့ snorkeling မလုပ်ခဲ့ပါဘူးဒါကတော့ resort ကိုပြန်ဖို့ဖျားချန်ပြန်ရောက်တာပဲဖြစ်ပါတယ်လမ်းမှာကျွန်တော်ကြောက်ပစုံလိုက်ရှိရတယ်လို့ဝင်ပြီးတော့ကြည့်ခဲ့ပါတယ်ဆိုင်ရှင်ကဈေးရောက်ဝယ်စကားပြောရန်ကောင်းတဲ့အတွက်ကျွန်တော်တို့ဝယ်မစားခဲ့ပါဘူးအပြန်လမ်းမှာတရက်ပင်တွေ့လို့ကျွန်တော်တို့ကကိုချန့်ကိုရက်သီးတွေခူးခိုင်းခဲ့ပါသေးတယ်အပြန်မှာလူမျိုးဓနိတော်တွေကဖြတ်ပြန်ရပါတယ်ဒါတော့ကျွန်တော် resort ကိုပြန်ရောက်ပြီပဲဖြစ်ပါတယ် resort ပြန်ရောက်ပြီးနေ့လည်စားပြီးတော့ကျွန်တော်ဖျားချိုင်ကိုပြန်သွားပါတယ်ဖျားချိုင်မှာကျွန်တော်တို့သုံးရီအလိုလျောက်ထွက်တယ်ဆိုတဲ့နေရာရှိတော့ကျွန်တော်ဆက်စုခဲ့ပါသေးတယ်ဒါတော့ကျွန်တော်လိတ်ချိုင်ကိုပြန်သွားနေရပဲဖြစ်ပါတယ်လိတ်ချိုင်မှာဆန်းဆက်ကြည့်ရတဲ့ခံစားချက်ကလည်းတော်တော်လေးကိုမိုက်ပါတယ်ဒါတော့ဆန်းဆက်ကြည့်မဲ့တောင်ပေါ်ကိုကျွန်တော်တက်နေရပဲဖြစ်ပါတယ်ကျွန်တော်အဲ့လိုနဲ့အလဲကောင်းရင်းနဲ့ကျွန်တော်တို့ညမိုးချုပ်သွားပါတယ်ကိုကျိုးကလည်းပြောပါတယ်Goranjiမှာသူလိုက်ပို့ဘူးတဲ့ဧည့်သည်တွေမှာညာမိုးချုပ်တိလဲဘူးတာဒါပထမဆုံးအကြိမ်ပဲလို့ပြောပါတယ်နောက်တစ်ရက်ကြံပါသေးတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်